ဒီဇက်ကားကတာမန်အန်အသင်းစရာဆွမ်းအားရှိတဲ့သူတွေအကြောင်းဆိုပေမဲ့တိုက်ခိုက်ရေးတခုလည်းမဟုတ်ဘူးလူသားဘဝမိသားစုဆက်ရေးနဲ့လှုပ်ဝက်ချက်တွေကိုတကူချင်းစီပြတ်သွားတဲ့ဇက်လက်မှာပထမဆုံးကျွန်တော်တို့တွေ့ရမယ့်သူကကင်ပုံဆော့ဆိုတဲ့အကြောင်းသားလေးပါအပြင်ကကြည့်လိုက်ရင်တော့သူကတာမန်ထက်နည်းနည်းသိစိတ်ပြီးအားနဲ့လို့မြင်ရတယ်ဒါပေမဲ့သူအတွင်းမှာထူးခြားတဲ့အရာတစ်ခုရှိနေတယ်သူကလေတဲ့ကိုမြောက်တက်နိုင်တဲ့ဆွမ်းအားရှိသူပါဒါပေမဲ့အဲ့ဒီဆွမ်းအားကသူ့အတွက်အားသာချက်မဟုတ်ဘူးစိတ်လှုပ်ရှားလာတဲ့အချိန်စိတ်ခံစားမှုမြင့်တက်လာတဲ့အချိန်တိုင်းသူကမထိန်နိုင်ပဲလေတဲ့ကိုမြောက်တက်သွားတတ်တယ်အဲ့ဒါကြောင့်သူ့မိကသူ့ကိုအမြဲတမ်းလေးချိန်ရှိအောင်စားခိုင်းပြီးထိန်ထားရတယ်သူ့ကိုတာမန်လူတယောက်လိုမြင်ရအောင်အဲ့ဒီဆွမ်းအားကိုမထင်ရှားအောင်ကြိုးစားနေတယ်ဘုံစောကလည်းအပြင်လူတွေရှိမှတာမန်ကျောင်းသားတယောက်လိုပဲနေဖို့ကြိုးစားနေတယ်ဒါပေမဲ့သူ့အတွင်းမှာတော့လွန်တနာစရာကောင်းပြီးအပြစ်မဲ့တဲ့စိတ်ရှိနေတယ်ဒီနေ့မှာတော့ကျောင်းထဲကိုဟီဆူးဆိုတဲ့ကောင်မလေးတယောက်ပြောင်းလာတယ်ဟီဆူးကတာမန်ကောင်မလေးမဟုတ်ဘူးသူမကတတ်မှာပြီးစကားပြောတတ်တယ်မတရားတာတွေမခံနိုင်ဘူးတကူဖြစ်လာရင်မကြောက်ပဲစိုက်တဲ့သူပါဒါပေမဲ့သူမကိုတေချာကြည့်လေတကူကမုံမှန်လို့ခံစားရတယ်သူမရဲ့နောက်ခံမှာလည်းလှုပ်ဝက်ချက်တကူရှိနေတယ်လို့ထင်ရတယ်ဘုံစောနဲ့ဟီဆူတို့နှစ်ယောက်ကတဖြည်းဖြည်းချင်းနီးကပ်လာတယ်ဘုံစောကသူမကိုစိတ်ဝင်စားနေတယ်လို့ပဲဟီဆူကလည်းဘုံစောရဲ့ထူးခြားမှုကိုခံစားမိနေတယ်ဒီအချိန်မှာကျောင်းရဲ့ပတ်ဝန်းကျင်ကိုကြည့်မယ်ဆိုရင်လေတာမန်မဟုတ်ဘူးဒီကျောင်းကကျောင်းဝန်ထက်တဲ့ကျောင်းဖြစ်ပြီးအပြင်ကကြည့်ရင်တာမန်ပဲဖြစ်ပေမဲ့အတွင်းမှာတော့တိတ်တိတ်လေးစောင့်ကြည့်နေတဲ့အရာတစ်ခုရှိနေတယ်လို့ခံစားရတယ်ဆရာမတွေကတင်ကြားနေရတဲ့ကျောင်းသားတွေကိုစောင့်ကြည့်နေတယ်လို့ဖြစ်နေတယ်ကင်မရာတွေလှူရှားမှုတွေကိုစောင့်ကြည့်မှုတွေကအရင်ထူကြတယ်ဒီကျောင်းထဲမှာရှိတဲ့ကျောင်းသားတွေကိုတစ်ခုခုတော့ရွေးချယ်တာလို့မြင်ရတယ်ဇက်လန်းရဲ့တစ်ဖက်မှာတော့အရင်ကြောက်ဖို့ကောင်းတဲ့တယောက်ပေါ်လာတယ်သူ့နာမည်က Frank မှာသူကတစ်ဖက်သူတယောက်ဖြစ်ပြီးသူ့ရဲ့ရည်ရွယ်ချက်ကတော့ထူးခြားတဲ့စွမ်းအားရှိတွေကိုရှာဖွေပြီးဖယ်ရှားခြင်းပါဇလန်းအစမှာလည်းသူကလူတွေကိုတယောက်ပြီးတယောက်တက်ဖြတ်နေတယ်ဒီထဲမှာအရင်ပြင်းထန်တဲ့တိုက်ပွဲတစ်ခုလည်းပါဝင်တယ်အဲ့ဒါကတော့ချင်းချွန်းနဲ့ Frank တို့ရဲ့တိုက်ပွဲပါချင်းချွန်းကလည်းတာမန်လူတယောက်မဟုတ်ဘူးတိုက်ခိုက်ရေးတွေကြောင့်ရှိပြီးကျွမ်းကျင်တဲ့လူတယောက်ပါဒါပေမဲ့ Frank နဲ့တွေ့တဲ့အချိန်မှာတော့အခြေအနေကအရင်ခက်ခဲပါတယ်နှစ်ယောက်လုံးပြင်းပြင်းထန်ထန်တိုက်ခိုက်ကြတယ်လက်နက်တွေနဲ့ရောလက်ပလာနဲ့ရောအသက်ရှင်တိုက်ပွဲတစ်ခုလိုဖြစ်နေတယ် Frank ရဲ့အားအရင်ကြည့်ပြီးမယမနာတိုက်ခိုက်တတ်တယ်ချင်းချုံးကလည်းအလွယ်တကူမကြပဲအဆုံးထိတိုက်ပွဲဝင်တယ်ဒီတိုက်ပွဲကနေ Frank ဘလောက်အနေရရှိလဲဆိုတာထင်ရှားလာတယ်ပြန်လဲကြည့်လိုက်မယ်ဆိုရင်ကျောင်းထဲမှာဘုံစောနဲ့ဟီဆူတို့ရဲ့ဆက်ဆံရေးကလည်းတဖြည်းဖြည်းနီးကပ်လာနေတယ်ဒါပေမဲ့နှစ်ယောက်စလုံးမှာလှုပ်ဝက်ချက်တွေရှိနေပြီးတယောက်ကိုတယောက်မဖော်ပြနိုင်သေးဘူးအပိုင်းတည်းရဲ့အဆုံးမှာတော့ဇလန်ကပိုပြီးတင်မာလာတယ် Frank ကဆက်လက်ပြီးစွမ်းရှိသူတွေကိုရှာနေတယ်ကျောင်းထဲကလှုပ်ဝက်ချက်တွေကလည်းပိုပြီးထင်ရှားလာမယ်လို့ခံစားရတယ်ဘုံစောနဲ့ဟီဆူတို့ရဲ့ဆက်နွယ်မှုကပါတယ်ဒီကျောင်းကဘာအတွက်ဖွဲ့စည်းတာလဲဒီမိခိုးတွေကိုဖြည့်ရှင်းထားသေးပဲနဲ့အပိုင်းတွေကပြီးဆုံးသွားပြီပဲဖြစ်ပါတယ်ဆက်လက်ပြီးဘာတွေဖြစ်မလဲဆိုတော့နောက်ပိုင်းမှာဆက်လက်ကြည့်ရှုရမှာဖြစ်ပါတယ်